တော့အားလုံးပဲမင်္ဂလာပါဒီနေ့ခါကျတော့JLPT ဖြည့်ပြီးတော့လို့အခက်မတင်မို့နည်းနည်းလွဲချော်တော့ခဲ့တာရှိလို့ရှိရင်ကိုကအလုပ်ပြောင်းချင်တာပဲဖြစ်ဖြစ်ဗီဇာလျှောက်တာပဲဖြစ်ဖြစ်တခုခုကိုယ့်ရဲ့ N1 လက်မှတ် N2 လက်မှတ်အမြန်လိုချင်တဲ့လူအတွက်ဆိုရင် PJT စံမို့တာဖြည့်တင်တယ်လို့ဆွဆွမဲလုပ်ပါတယ်အဲ့ဒီ PJT ခါကျတော့သူကအမက်နဲ့လိုက်ပြီးခွဲတဲ့အောင်နဲ့ကြားတယ်ဆိုတော့မရှိဘဲနဲ့အမက်400ကျော်လို့ရှိရင်သူက N2 နဲ့ညီမျှပေါ့နော်အမက်480ကျော်နေဆို N1 နဲ့ညီမျှ TPJT နဲ့ JLPT ဆောင်ပွဲနှစ်ခုဒါဂိုင်းမှုရှော့ဆိုရယ်ဂျပန်လောင်းကအတိမတ်ပြတဲ့ဒီဆောင်ပွဲနှစ်ခုပဲရှိတယ် net test လို့net test ကိုလည်းသူတို့ကအတိမတ်မပြုဘူးပေါ့နော်ဒီနှစ်ခုတော့အတိမတ်ပြုတဲ့ကုမ္ပဏီတချို့တော်တော်များများ JLPT ပေါ့နော် PJT တချို့ကုမ္ပဏီကလည်း PJT လုပ်တယ်ဒါပေမဲ့လိုအပ်လို့ရှိရင်ဒီဟာတော့ဖြည့်တင်တယ်ပေါ့နော်ချစ်ချင်းဆိုတော့လို့ဖြည့်လိုက်တဲ့နေ့မှာပဲဒီအဖြည့်တန်းထွက်တယ်ပေါ့နော်ဒါပေမဲ့သူကတခုမကောင်းတာသူက computer based system ကွန်ပျူတာမှာဖြည့်ရတာပေါ့နော်အဲ့ဟာတော့အသားမကျသေးတဲ့လူတွေအတွက်ခါကျတော့ဒီဆာမွေးပွဲအတွက်ကွန်ပျူတာနဲ့စာကြည့်နိုင်ဖို့အစာတွေထိုကိုက်တွေဖက်နိုင်တဲ့လူတွေအတွက်ခါကျတော့နည်းနည်းလေ့ကျင့်တော့ရမယ်ပေါ့နော်သူကဆာမွေးပွဲထဲမှာပါလဲဆိုတော့ဖူတူချောကရှိမယ်တူချောကရှိမယ်ဖက်ပြီးတော့စာသားလေးနည်းနည်းပါတဲ့ဟာရှိတယ်နောက်ဆုံးခါကျတော့ထိုကိုက်အဲ့တော့ထိုကိုက်အဲ့ဒီထိုကိုက်တော့နည်းနည်းခက်တယ်ပေါ့နော်ဖြည့်ရတဲ့ဆောင်ပွဲကဒီလိုမျိုးmemo မဲ့လို့ရတဲ့နေရာကွန်ပျူတာနဲ့ဖြည့်ရတယ်ဆိုတော့မလို့တော့ whiteboard တခုပေးမယ်ဘောပန် soft pen တွေပေးမယ်ဟာကိုအသုံးပြုပြီးတော့မြင်ဖြည့်ရတာပေါ့နော်အချိန်ကတော့တော်တော်လူရတယ်ဘာဖြစ်လို့ဆိုတော့စာရွက်နဲ့ဖြည့်ရနဲ့ကွန်ပျူတာနဲ့ဖြည့်ရတာတော့ကွာတယ်ပေါ့နော်အဲ့ဒါလေးကိုဖြည့်စီခြင်းနဲ့အကောင့်ဖောက်ပြီးတော့ရန်9000ပဲပေးပြီးတော့ရောရောက်ခုလုပ်ပြီးတော့ဖြည့်လို့ရတယ်ရှောက်ထားလို့ကိုယ်ရောက်လုပ်ပြီးတော့အားမဖြည့်နိုင်ဘူးရွှေချောတွေပါညာတော့ရတယ်ဆိုရင်တော့မှမဖြည့်ခင်24နာရီမတိုင်မီရုံးချိန်တင်းပေါ့နော် cancel ဒါမှမဟုတ်ရောက် hang ကိုရက်ချိန်ပြောင်းပြီးတော့ပြန်တော့ဖြည့်လို့ရတယ်9000ကျပ်ထဲတော်တော်လေးကောင်းတဲ့ဆောင်ရွက်ပွဲပေါ့နော်ကြည့်ရတဲ့ scope ခါကြတော့YouTube တော့မှာကြည့်ရှိရအဓိကတော့ဒီ PowerPoint slide တွေကုမ္ပဏီကယုံပိုင်း business ပိုင်းဆိုင်ရာဂျပန်စာတွေများတယ်ပေါ့နော်ဒီဆောင်ရွက်ပွဲခါကြတော့ဂီတာလက်မဲ့အမြင်လိုချင်တဲ့လူအတွက်ဆိုရင်ဒီဆောင်ရွက်ပွဲဆွဆွမဲ့လုပ်ပါတယ်